ကချင်ပြည်နယ်ရွှေကူမြို့ရဲ့မနက်ခင်းဈေးလေးကိုအိုင်လာနဲ့အတူတူတွားကြမယ်။ Okay မနက်စောစောဈေးလမ်းလျှောက်မှာဖြစ်ပါတယ်။ရှိမှာကတော့တငယ်ချင်းတွေအများကြီးပေါ့နော်။ဒါကတော့ကချင်ပြည်နယ်ရွှေကူမြို့ကလေးဖြစ်ပါတယ်။မြို့တတိလေးပေါ့နော်။ဒါကတော့မနက်ခင်းရွှေကူမြို့ရဲ့အမှတ်2ဈေးကိုတွားမှာဖြစ်ပါတယ်။လမ်းတောက်6ရောက်ပြပေးမယ်ပေါ့နော်။ဒါကတော့ရွှေကူမြို့ရဲ့အိမ်နေဖြစ်ပါတယ်။အိမ်နဲ့ဈေးကအရင်မဝဲဘူးပေါ့နော်။ဒါကြောင့်မို့လမ်းလျှောက်သွားမှာဖြစ်ပါတယ်။အဖွားနဲ့အကြီးလည်းပါပါတယ်။ခွေးကလေးတွေလည်းပါပါတယ်။နေအောင်ကြီးရှိတဲ့မနက်ခင်းလေးမှာအဖွားနဲ့တူတူဈေးတွက်ရတာတကယ်ကိုကောင်းပါတယ်။ဒါကတော့မြို့ရဲ့လမ်းလေးတွေခန်းစားရအောင်လို့တောက်လျှောက်ရက်ပြပေးတာပေါ့နော်။ဒီလိုမျိုးအိမ်ကြီးတွေလည်းရှိပါတယ်။မြို့ကတော့တကယ်ကိုတီးတီးလေးပေါ့နော်။ရှိမှဆိုရင်ဈေးကတော့ရောက်တော့မှာဖြစ်ပါတယ်။အနာကတော့တချို့ဆိုဈေးကတော့ပြန်လာပါပြီ။အိုင်လာဒီမှာတချင်းနေပါလေဆိုလဲမထည့်ဘူးပေါ့နော်။ဒီမှာ voice over နဲ့ဆက်တိုက်ပြောနေမှာဖြစ်ပါတယ်။တိခံပြီးတော့ကြည့်ပေးကြပါပေါ့နော်။ရောက်3ရောက်ခိုက်လေရောက်3ရောက်ခိုက်လေရတာဆိုတော့အိုင်လာကဘယ်ဟာမှမဖြစ်ပြီးတော့ပေါ့နော်ဒါဆိုလက်ဖက်ရည်ဆိုင်လေးဖြစ်ပါတယ်ဈေးအရှိနာလေးကလည်းဖက်ရည်ဆိုင်ဖြစ်ပါတယ်အိုင်လာဘလို့ရိုက်လို့လိုက်ကြည့်နေရဒီမှာဆိုအိုင်လာဖုန်းတစ်လုံးနဲ့ကင်ပြီးတော့မှရိုက်တာဆိုတော့လေတချို့လူတွေကတော့လိုက်ကြည့်ကြတယ်ပေါ့နော်ဒီမှာဘယ်သူမှအဲ့လိုမျိုးမရိုက်ကြဘူးပေါ့နော်အခုကတော့ဈေးထဲစောင့်ဝင်နေပြီဖြစ်ပါတယ်ဈေးဆိုပေမဲ့အသားငါဟင်းဒီဟင်းရွက်ကြီးပဲမဟုတ်ပဲနဲ့အဝတ်အထည်တွေနေ့စဉ်အသုံးဆောင်ပစ္စည်းတွေဇွန်းတွေခွက်တွေကစားအစုံရှိရပေါ့နော်ဒါဆို April ဒီအညိုရောင်လေးပေါ့နော်ဒီမှာပြထားတဲ့အတိုင်း steel ပကံခွက်လေးတွေလည်းရှိရပေါ့နော်ကြက်တွန်ဖြူကြက်တွန်နီအထည်လေးထီဖနက်ဒီမှာတွေ့လားဒီမှာတွေ့လားဒီမှာတွေ့လားဆိုလွန်လိုက်တရုတ်9ဦးချောင်းနေပြီတွေ့လား9ဦးချောင်းနေခောက်ဆွဲ6လေးဆိုတရုတ်ကလာတာပြီးတော့အင်ဂျင်ခိုင်ဖက်နဲ့အိုင်လာတို့ကချီပြည်နယ်မှာဆိုခစ်စားတယ်ဒါအဖွားဝယ်ပေးတာပေါ့နော်အိုင်လာဖက်နဲ့ကြီးကြွားတာဒီမျက်စီတွေလည်းတွေ့ရပါတယ်ဖျားပန်းကလည်းအစုံတွေ့ရပါတယ်ဖျားပန်းဆိုလို့ရှိရင်ရွှေကူနယ်ကနေထွက်တဲ့ဖျားပန်းနေရာပိုများပါတယ်အကုန်လုံးကလှပါတယ်ပြီးတော့ဒါဆိုလို့ရှိရင်မနက်ခင်းအစားအစာတွေပေါ့နော်ဒါကောက်ညင်ပေါင်းဆိုလည်းအစုံရှိပါတယ်အထက်မှာပဲထည့်တာနဲ့ငပြောဒီထည့်တာတွေပေါ့ဒါအဖွားဝင်နေရပေါ့နော်အဖွားကောက်ညင်ပေါင်းဆိုရင်တော်တော်လေးကြိုက်ပါတယ်ကောက်ညင်ပေါင်းပဲလုံးကျော်တိုဟူးကျော်ကောက်ညင်ပေါင်းဆိုလည်းအယောင်နှမျိုးပေါ့နော်ပြီးတော့မုတ်စီကျော်အိုင်လာစားခြင်းလို့ဆိုလည်းညှို့ထိုးပြနေတာပါနံပြားနဲ့ပဲပေါင်းလေးရပါတယ်ဒီချိန်ကတည့်ရက်ဒီအသွေးလေးတွေရောင်းတဲ့အချိန်လေးဖြစ်ပါတယ်တွဲကို1000ဖြစ်ပါတယ်ပြီးတော့ပိန်နေဒီစုဘုံယုံပရေဒီတခွားဒီဂရခါဒီဒါဆိုဂုံမင်းပေါ့နော်ဂုံမင်းတုတ်စားလို့ရပါတော့အိုင်လာတော့ကြိုက်တဲ့အထဲပါပါတယ်9ရောက်တဲ့ဘက်မှာဆိုလို့ရှိရင်လည်းအင်းနဲ့အိုင်နဲ့မြစ်ထရနေရတယ်ဒီတာထွက်9တွေရပါတယ်ပဇွန်စိတ်ငတလက်ခါတလဲဒီတို့ငပြက်ငခုံးမငရံဘူစလားပြီးတာဒါတွေရတယ်ပေါ့နော်ဖဖကတော့အိမ်မှာကြောင်တကောင်ရှိတဲ့အတွက်ကြောင့်မလို့သူ့ကြောင်အတွက်ငါးတေးလေးတွေဝယ်နေတာဖြစ်ပါတယ်ဒီလိုစင်းချိန်တာမြင်ဘူးကြလားအိုင်လာတို့ဘက်မှာဆိုလို့ရှိရင်ကတ်တားတွေနဲ့ချိန်တာထက်ဆိုင်ဒီလိုစင်းမျိုးကိုချိန်ကြတယ်ပေါ့နော်ခဏနေအိုင်လာအပြောမတွားတယ်ပေါ့နော်ခဏနေပုံးထဲမှာထည့်ရတယ်ချိုးရတဲ့အစိတ်ပိုင်းတွေကဂုံမင်းမဟုတ်ပေါ့နော်အဲ့ဒါကကျင်ဘူးအခုဒါကဂုံမင်းပေါ့နော်ကျင်ဘူးနဲ့ဂုံမင်းကမတူပါဘူးကျင်ဘူးလည်းကြိုက်ပါတယ်ဂုံမင်းလည်းကြိုက်ပါတယ်အိုင်လာကတော့ပြီးတော့ဒီတာထွက်ခရမ်းကျင်ဒီအစိမ်းနဲ့အမဲ့ပြီးတော့ငုံလာပွင့်နေဆိုတော့တေးလေးပေါ့နော်ဒါကတော့ဒေတာထွက်တွေကြောင့်မို့လို့ဒီလိုမျိုးတေးတွေဖြစ်ပါတယ်ကျမကြီးအာဟာရညညွတ်တဲ့အစားအစာတွေပဲပေါ့နော်အကုန်လုံးကမုံညင်းဖူးရှိပါတယ်အဖွားမုံညင်းဖူးကြိုက်တယ်ပေါ့နော်အိုင်လာလည်းကြိုက်တယ်ပေါ့နော်အိုင်လာရောက်တော့ရောက်ခါမုံညင်းဖူးလေးလော်ပေးမယ်ဆိုပြီးတော့မုံညင်းဖူးလေးဝယ်နေတာဖြစ်ပါတယ်ဘယ်စူပါမားကတ်တွေမှာမရနိုင်တဲ့တောထွက်ဟင်းဒီဟင်းရွက်တွေပေါ့နော်ဒါဆိုလို့ချင်းဇရက်ဂုံမင်းစူးပုတ်တည့်ရဒီတွေဆိုလို့ရှိရင်လည်းအပင်ပွားနေလက်ဆက်ကောက်ထားတဲ့တေးလေးတွေပေါ့နော်ဟောင်းမှာစီရတာဟင်းပြင်းဘူးလို့ခေါ်ပါတယ်အိုင်လာတို့ဘက်မှာဈေးအကြီးဆုံးဟင်းဒီဟင်းရွက်တစ်ခုဖြစ်ပါတယ်ဟင်းပြင်းဘူးပေါ့နော်ပြီးတော့မိုးဆိုလို့ရှိရင်လည်းတိုးရရနေကောက်တယ်မို့ပြီးတော့ကေမွန်ချင်ပြီးတော့ရှမ်းပြည်နယ်ကရှမ်းမလေးမဟုတ်ပေမဲ့အိုင်လာတို့ကချင်ပြည်နယ်ဘက်မှာဆိုလို့ရှိရင်လည်းခပုတ်ကင်တို့ခပုတ်ကျော်တို့ဆိုလို့ရှိရင်မနက်ခင်းအစားအစာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်အိုင်လာဈေးထဲမှာဝယ်နေရပေါ့နော်အဖွားဝယ်ကြည့်ရဖြစ်ပါတယ်ခဏနေအိုင်လာပြောခဲ့တယ်လို့ပေါ့နော်ဒီမှာတရုတ်ကနေတင်သွင်းတယ်တရုတ်စားစားပေါ့နော်တရုတ်ခောက်ဆွဲဆိုလို့ရှိရင်လည်းတရုတ်ပြည်ကနေထုတ်တယ်တရုတ်စာတွေရှိတရုတ်ခောက်ဆွဲပြီးတော့တရုတ်9ဦးချောင်းဝက်ဦးချောင်းလို့ပေါ့နော်ချင်းပြည်နယ်ဆိုတာကတရုတ်ဘက်ကနေလာမယ်ဆိုလို့ရှိရင်နီးကတ်တယ်နယ်နိမိတ်ချင်းထိစပ်နေတဲ့
ပြည်နယ်ဆိုတော့တရုတ်ထွက်ပစ္စည်းတွေကတော်တော်လေးများပါတယ်ဒီဘက်မှာတရုတ်ပစ္စည်းဘယ်လောက်များလဲမများလဲဆိုတော့အိုင်လာကင်ထားတဲ့ဒီစတီးခွက်ကိုပဲကြည့်ကြည့်ပေါ့နော်ဒါဆိုလို့ရှိရင်တရုတ်စလုံးတောင်ရှိရပေါ့နော်ဟန်စစ်ရှိနေရပေါ့နော်အိုင်လာစဉ်းစားမိရဒီလိုစတီးခွက်တောင်မှမြန်မာပြည်ကမထုတ်ဘူးလားလို့မြန်မာဘာလို့မြန်မာစာမရှိရလဲပေါ့နော်တရုတ်စလုံးတွေကတ်ထားဆိုတာတရုတ်ထုတ်ပစ္စည်းပဲပေါ့နော်အိုင်လာမြန်မာပြည်ကထုတ်တဲ့ပစ္စည်းတွေပဲကင်ကျင်တာပေါ့နော်ဒါအဖာစတီးခွက်ကြိုက်လို့ဆိုစတီးခွက်ဝယ်နေတာဖြစ်ပါတယ်ဒါဝယ်ပြီးပါပြီနေပြန်ရောက်စဆိုတော့ဒါအတာမမဲလေးပေါ့နော်အတာမဲစားဖြစ်နေတဲ့အချိန်လေးမှာဈေးထဲမှာအဖွားနဲ့တူတူလာခဲ့တယ်မနက်ခင်းဈေးလေးအချိန်မှာဗီဒီယိုလေးရိုက်နေတာဖြစ်ပါတယ်ဒါကတော့ this is my grandma 就是我的亲爱的奶奶ကတော့ဈေးကနေပြန်ပါပြီဒါကတော့အဖွားတော့ရှိရနေတွားနေတာဖြစ်ပါတယ်ဒါကင်ထားရတော့ဂျက်ဖာကြီးပေါ့နော်ဈေးတွေကနေဂျက်ဖာကြီးတောင်းလာတာပေါ့နော်အိမ်မှာတခုထည့်ဖို့ဆိုပြီးတော့မှအော်ချင်းချပြရတာဝဲလို့မပြီးတဲ့အဖဒီဈေးထွင်တာလေးမှာဒီနနမိတ်ကလေးလာဝဲပေါ့နော်နနမိတ်ဆိုအာယာတို့နနအလာတို့ဘက်ကနနမိတ်ကအရန်ကိုမွေးတာပေါ့နော်ဒီမြို့ကနနမိတ်တွေနဲ့မတူပါဘူးအနံ့ဟိုမှာတော်တော်လေးမွေးပါတယ်ဈေးကနေပြန်ရောက်ပြီးဆိုရင်ဗရမများဆိုင်ရာချစ်ချမ်းနဲ့မှာရွဝဲနဲ့ငါးတောင်းစားနေရပေါ့နော်ဖဖကတော့တူရဲ့ချစ်လာဆိုတော့ကြောင်းလေးငါးကျွေးနေပါပြီကလာကမြောင်အကောက်ကြီးတွေလည်းသူကစားနိုင်နေပေါ့နော်โอเคဒါကတော့ကချင်ပြည်နယ်ရွှေကူမြို့မှာတမနက်ခင်းလေးမှာအဖွားနဲ့အတူဈေးဝယ်သွားခဲ့တဲ့ vlog ကလေးဖြစ်ပါတယ် vlog ပုံစံမဟုတ်ပေမဲ့လည်းဗီဒီယိုတစ်ပုဒ်လေးဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှစ်တာချာ